အားလုံးပဲမင်္ဂလာပါခင်ဗျာကပ္ပပေါ်မှာရှိတဲ့လူသားတိုင်းအားလုံးဟာဂီတနဲ့ကင်းကွာတဲ့လူဆိုတာမရှိပါဘူးခင်ဗျာတက်ရှိသူသားအားလုံးဂီတကိုချစ်မြတ်နိုးကြပါတယ်ခင်ဗျာနတ်နမိုးတောင်လင်းရောက်တဲ့အခါမှာရေကင်းတန်းဆိုတဲ့တီးလုံးလေးကိုကြားလိုက်ရလို့ရှိရင်ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာစိတ်ကြည်နူးတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်ခင်ဗျာထို့သူကြည်နူးရာကနေဦးစီဒိုးဘတ်တန်လေးကိုကြားရတဲ့အခါမှာလည်းကကျင်ခုန်ကျင်တဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်ခင်ဗျာဒါဟာလေဂီတကပေးစွမ်းတဲ့ယတ္တတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဂီတရဲ့တီးကွက်တစ်ခုဖြစ်တဲ့လေးကင်းတန်ကိုကြားလိုက်ရလို့ရှိရင်စက်သိမ်းမွေးခြင်းများထကဓာရီလှန်ရေးများကစားခြင်းတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်ခင်ဗျာဂီတရဲ့တီးကွက်တစ်ခွက်ဖြစ်တဲ့ဝီလာတီးကွက်ကိုကြားရတဲ့အခါမှာလေအနဝါရေပြင်ကြီးမှာရွက်လက်နေတဲ့ကဲသို့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်ခင်ဗျာထို့သူကြည်နူးခြင်းပျော်ရွှင်ခြင်းရဲစိတ်ရဲမှန်တက်သွားခြင်းစတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတဲ့ဂီတကပေးစွမ်းနေစွမ်းအပ်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်ကျွန်တော်တို့ဂီတပညာဌာနမှာကျောင်းသားကျောင်းသူများကနေပြီးတော့တီးရေးဆရာလင်းခေလူလင်းရေးဆက်ထားတဲ့ဂီတပရိယေဆိုတဲ့ချင်းလေးကိုဖျော်ပြတင်ဆက်ပေးကြပါတယ်ခင်ဗျာနားတော်တာဆင်တော်မူကြပါခင်ဗျာအတွေ့တွေကြွေဝတာသူတို့ကိုသာဆိုမို့တာကြည်နူးအောင်လေးဖန်ပြီးနိုင်တာမိုးတော့အာယုံမှာဘုံတော့ခောက်လို့မောင်းနေကြရှိခဲ့တန်တာတကယ်ပဲကြည်နူးရတာဂီတရဲ့ဆွဲဆောင်ရာကိုသာလိုက်နာရတာလိုက်နာရတာအဲ့ဒီလိုကြည်နူးရာကကျင်အောင်ခုန်ကျင်အောင်ပျော်ရွှင်အောင်ဖန်တီးနိုင်သေးတာအိုစီအိုစီအိုစီသာမို့လူရေချားလို့ဟန်ပါပါတန်တာတာထန်တရားမာနာပြောစရာဂီတပရိယေအတွေ့တွေကြွေဝတာသူတို့ကိုသာဆိုမို့တာကြည်နူးအောင်လေးဖန်ပြီးနိုင်တာမိုးတော့အာယုံမှာဘုံတော့ခောက်လို့မောင်းနေကြရှိခင်တန်တာတကယ်ပဲကြည်နူးရတာမယွင်းအမှန်ဂီတရဲ့ဆွဲဆောင်ရာကိုသာလိုက်နာရတာလိုက်နာရတာအဲ့ဒီလိုကြည်လူရာကကျင်အောင်ခုန်ကျင်အောင်ပျော်ရွှင်အောင်ဖန်တီးနိုင်သေးတာအိုစီအိုစီအိုစီသာမို့လူရေချားလို့ဟန်ပါပါတန်တာတာတန်တရားမာနာပြောစရာပြေဝလို့လားနာစီသူများတမှုချာကရင်ခုန်ကြီးပျော်ရွှင်ရတာထိုးကြီးထုတ်ချင်တက်ချင်အောင်လေတကယ်ပဲပြုလုပ်နိုင်တာလေဒီတာပညာစွမ်းအားကုန်နဲ့ပြေဝ
လို့တာနာစီသူများတမှုချတာကခြင်းခုံခြင်းပျော်ရွှင်ရတာထိုးခြင်းခုတ်ခြင်းတက်ခြင်းအောင်လေတကယ်ပဲပြုလုပ်နိုင်တာစက်သိန်းတွေပါထားလာတာမွေးညင်းထောင်ကလေးကင်းကိုသာဒီလိုက်တဲ့ခါမှာချင်းမအသွေးဟတ်တာဤကြပရိယေ